အိမ်မှာပဲရတာရှိပြီးတော့တန့်ရှင်းလက်ဆက်တဲ့ကိုရီးယားကင်ချီလှုပ်ရှားခြင်းသူတွေအတွက်အလွယ်ကူဆုံးနဲ့အထီအောင်ဆုံးနည်းနဲ့လေးကိုမျှဝေပေးလိုက်ပါရဲ့ရှင်ဒီဗီဒီယိုလေးကိုစောင့်ကြည့်သွားပြီနော်ဒီလုံနည်းလေးကိုသိပြီဆိုရင်လေကင်ချီကိုအပြစ်မှာဝယ်စားစရာမလိုတော့ဘူးနော်ကျမကမုံလာဦးကင်ချီရဲ့မုံငင်းကင်ချီရဲ့ကျက်တုံမိန်ကင်ချီရဲ့လုံမှာဖြစ်တဲ့အတွက်၃မျိုးသုံးထားပါရဲ့ရှင်ပါဝင်ပစ္စည်းလေးတွေကိုရေးစင်အောင်ဆေးပါမယ်နော်မုံညင်းကိုအလဲကနေလေးစိတ်စိတ်ပြီးတိချာရေးဆေးထားမယ်ပြီးပြီဆိုရင်မုံညင်းဘက်ကြားထဲမှာစားတွေကိုဝင်အောင်လို့နှက်ဆက်အောင်ဖြူထားပါမယ်နော်အနည်းဆုံး2နာရီခန့်နှက်ထားပါမယ်မုံညင်းဘက်လေးတွေပျော့သွားပြီဆိုရင်တော့ရေ3ချိန်ခန့်လောက်ပေါ့နော်တိချာပြန်ဆင်အောင်ဆေးပါမယ်ရှင်ရေနဲ့ဆန်မုံနဲ့ရောပြီးတော့မီးအေးနဲ့ပြစ်လာအောင်ကြိုပေးပါမယ်နော်ပြီးပြီဆိုရင်တော့အေးခံထားပါမယ်ရှင်မုံလာဥလေးတွေကိုလည်းအနေတော်တုံးထားမယ်ကျက်သွန်မိတ်တွေကိုလည်းအနေတော်လေးပြတ်ထားပါမယ်မုံလာဥအနေနဲ့မြုပ်သီးစိမ်းလေးလည်းထည့်ပါအောင်မယ်နော်ဒါလေးကတော့ရေးစင်အောင်စစ်ထားတဲ့မုံညင်းလေးပါရှင်ကဲကင်ချီလုပ်ဖို့တဲ့အနှစ်လေးဆက်ပါမယ်နော်အေးခံထားတဲ့ဆန်မုံရည်တွေကိုမြုပ်သီးမုံဂျင်းငပြာရည်တကြားတို့ကိုထည့်ပြီးတော့တမအောင်မွေးပါမယ်နော်ပြီးပြီဆိုရင်တော့မုံလာဥနီနဲ့မုံလာဥဖြူကိုထည့်ပြီးတော့နေပါမယ်ရှင်တိချာနေထားပြီးပြီဆိုရင်တော့ဒါကတော့မုံလာဥကင်ချီလေးရပါပြီရှင်မုံလာဥကင်ချီလေးကိုလေးလုံးနဲ့ဘူးထဲမှာထည့်ပြီးတော့တိတ်လိုက်ပါမယ်နော်ကဲဆက်ပြီးတော့မုံညင်းကင်ချီလေးလုပ်ပါမယ်ခုနတုန်းကနေထားတဲ့အနှစ်ထဲမှာပဲမုံညင်းလေးတွေကြားတဲ့ကိုအနှစ်တွေဝင်အောင်လို့တေချာရောပြီးတော့နေပါမယ်မုံညင်းတွေကိုလည်းတေချာလေးလုံးနဲ့ဘူးထဲမှာထည့်ပြီးတော့တင်ဆက်ထားပါမယ်ရှင်ဒါလေးကတော့ကျက်သွန်မိတ်လေးတွေကိုထည့်ပြီးတော့ကျက်သွန်မိတ်ကင်ချီလုပ်တာပါရှင်ကျက်သွန်မိတ်ကလည်းဒီနေ့တိုင်းပဲလုပ်ပြီးတော့လေးလုံးနဲ့ဘူးထဲမှာထည့်ပြီးတော့တင်ထားပါမယ်နော်ကင်ချီဘူးတွေကိုအပြည့်မှာ1ရက်လောက်ထားပါနော်အဲ့ဒါမှအချင်းဒီအနေထားဖြစ်ပါမယ်ရှင်ပြီးတော့မှရေခဲတတာတွေကိုတင်ဆက်ထားပါရှင်ကင်ချီကကြထားလေးရတာဖို့ရှိလေပါပဲနော်ကင်ချီသမီးကျော်လေးလှုပ်စားစားကင်ချီဟင်းရည်လေးပဲတောက်အရင်လိုက်ဖြစ်ပါတယ်နော်